ချင်းစာကိုအခြေခံကလေးဟာနေသူများအတွက်ကချင်စကားပြောလေးတွေကိုလေ့လာကြမယ်နော်နန်းထစ်ငိုင်နေနဲ့ငါပြောကြမယ်နော်မဲမဲဖေမဲဆိုတဲ့ခေါင်းစဉ်လေးနဲ့တွားရအောင်နန်းနာမင်ဖာရိုက်တာနေ့နာမည်ဘလို့ခေါ်လဲနန်းဆိုတာနေမင်အမီဖာရိုက်ဘာလဲပေါ့ငိုင်နာမင်ကိုလူလူရဲကျမနာမည်ကလူလူပါနံပါတ်1နန်းကတိုင်ရိုက်တာနန်းဆိုတာနေပေါ့နော်ကတိုင်ရိုက်ဘာတူလဲပေါ့ငိုင်လူလူရဲကျမလူလူပါနံပါတ်3နန်းနာအစကတိရိုက်တာငိုင်နာအစဆုမ်ရှိနင်းရိုက်ဆိုင်နန်းနာဆိုတော့နှစ်ဟာပေါ့နော်အစအတက်ကတိဘလောက်ရိုက်တာဆိုတာလဲပေါ့နော်နှစ်အသက်ဘလောက်လဲကျမအသက်30နှစ်ပါကချင်စာကချင်ဘာသာစကားကိုလေ့လာနေသူများအရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်လေ့လာသူများအတွက်ကောင်းကျိုးရှိတယ်ဆိုရင် like comment share subscribe လေးတွေနဲ့ကူညီတော့ကြပါနော်ဂရုမလမ်းရရော